ထဲဝေနဲ့စုတို့ဟာဝေးလံတဲ့မြို့နှမျိုးမှာနေထိုင်ကြတဲ့ခြေသူတွေပါသူတို့နှစ်ယောက်စုံတွေ့ဖို့တော့တလမှာတစ်ကြိမ်ပဲယထာစီပြီးတယောက်စီကိုလာကြရတယ်ဒီတစ်ခါတော့သူတို့ရဲ့၃နှစ်ပြည့်အထိမ်းမဲ့နေ့မှာစုကထဲဝေစီကိုလာဖို့လက်မှတ်ဖြတ်ထားခဲ့တယ်ထဲဝေဟာစုကြိုက်တဲ့ပန်းလေးတွေဝယ်ပြီးသူမကြိုက်ဆုံးဟင်းတွေကိုလည်းကိုယ်တိုင်ချက်ထားပြီးယထာဘုဒ္ဓရုံမှာစိတ်လှရှားစွာနဲ့စောင့်နေခဲ့တယ်ကိုကြီးယထာပေါ်ရောက်ပြီးနော်ခဏနေရင်စုံကြမယ်ဆိုတဲ့စုရဲ့နောက်ဆုံးဖုံးခေါ်တဲ့ကြောင့်သူပို့ပြီးပြုံးပြော်နေခဲ့တာပါဒါပေမဲ့ယထာဆိုင်ရမယ့်အချိန်ထက်2 နာရီလောက်နောက်ကျနေခဲ့တယ်ဘုဒ္ဓရုံတစ်ခုလုံးရုပ်ရုပ်တဲတဲဖြစ်လာပြီးလူတွေကဖုံးတွေအပြိုင်ဆိုင်ဆက်ကြတော့တယ်ရုပ်မြင်တန်ကြားတရင်မှာတက်လာတာကစူးစီးလာတဲ့ယထာဟာလမ်းမှာမြေပြိုမှုကြောင့်တိမ်မှောက်တော့ခဲ့ပါပြီတဲ့ထဲဝေရင်ထဲတိမ်ခနဲ့ဖြစ်သွားပြီးအခင်းဖြစ်ပေါ်ရနေရာကိုယူမသက်ပြေးတော့ခဲ့တယ်ကယ်ဆယ်ရေးသမားတွေကြားမှာသူလိုက်ရှာရေးနဲ့နောက်ဆုံးမှာစုကိုတွေ့လိုက်ရတယ်ဒါပေမဲ့သူမျောလင့်ထားတဲ့အပြုံးတွေနဲ့မဟုတ်ပဲအိတ်ဆက်ငိမ်တက်နေတဲ့ခန္ဓာကိုယ်လေးနဲ့ပါစုရဲ့လက်ထဲမှာတော့ထဲဝေတော့ဝယ်လာတဲ့လက်ဆောင်ဘူးလေးတွေကိုစုပ်ကင်ထားတော့ပါပဲသူမရဲ့အိတ်ကက်ထဲကထော့ကျနေတဲ့ယထာလက်မှတ်လေးရဲ့နောက်ကျောမှာခဲတံလေးနဲ့ရေးထားတာကဒီတစ်ခါကိုကြီးစီလာရတာဘာလို့မှမသိဘူးရင်တွေအရန်ခုန်နေတယ်ကိုကြီးကိုမြင်ရရင်အားရပါရဖက်ထားခြင်းတဲ့ထက်ဝေဟာမိုးကုတ်စဝိုင်းကိုကြည့်ပြီးဟစ်အောင်ငိုလိုက်ပါတော့တယ်သူတို့နှစ်ယောက်ကြားက3 နှစ်တာဝေးကွာမှုဟာအခုတော့သာဝရဆိုတဲ့အကွာဝေးကြီးဖြစ်တော့ခဲ့ပါပြီစုံစီဖို့တော့ဖြတ်ခဲ့တဲ့ယထာလက်မှတ်လေးကငါတို့နှစ်ယောက်ကိုသာဝရခွဲခွာဖို့တော့နောက်ဆုံးလက်မှတ်ဖြစ်တော့လိမ့်မယ်လို့ငါတကားမှမတွေးခဲ့မိဘူး